ဒီလူဟာလေရင်ပြန်ပွဲဆွဲခံနေရစဉ်အတွင်းမှာအကျန်းဖတ်သမားနဲ့အတူဆက်ဖီတွဲရိုက်ခဲ့ပြီးကန်ကောင်းထောက်မှာစွာနဲ့အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။2016ခုနှစ်မှာအသက်26နှစ်အရွယ် Ben Innes ဆိုတဲ့ Britain အမျိုးသားဟာ Alexandria ကနေ Cairo ကိုသွားမဲ့ Egypt Air လေယာဉ်ပေါ်ကိုတက်ခဲ့ပါတယ်။ဒါဟာတကယ်တော့ခရီးစဉ်အတူလေးတစ်ခုပဲဖြစ်တင်တာပါ။ဒါပေမဲ့ခရီးလမ်းတစ်ဝက်မှာ Saif Eldin Mustafa ဆိုတဲ့ခရီးသည်တစ်ယောက်ကထပ်ပြီးသူ့ရဲ့ရင်ဘတ်မှာပတ်ထတဲ့ဖောက်ခွဲရေးပစ္စည်းတွေလို့ယူဆရတဲ့အကျဉ်းအဆောင်ကိုထုတ်ပြခဲ့ပါတယ်။ပြီးတော့လေယာဉ်ကို Cyprus မှာအခုချက်ချင်းမစင်းဘူးဆိုရင်လူတိုင်းကိုဖောက်ခွဲပစ်မယ်လို့လေယာဉ်မိုးကိုချိန်ချောက်ခဲ့ပါတယ်။လေယာဉ်မိုးလည်းခိုင်းတဲ့အတိုင်းလုပ်ခဲ့ရပြီးလေယာဉ်ဟာ Cyprus ကလာနာကာလေးစစ်ကိုဥတီမောင်းနှင်ခဲ့ရပါတယ်။အာနာပိုင်တွေဘာလုပ်ရမလဲဆိုတာကိုစဉ်းစားနေကြစဉ်အတွင်းမှာပဲ Mustafa ဟာခရီးသည်အများစုကိုလွတ်ပေးခဲ့ပေမဲ့ Ben Innes အပါဝင်ခရီးသည်၄ဦးနဲ့လေယာဉ်အမှုထမ်းတွေကိုတော့တားစာခံအဖြစ်ဆက်ဖမ်းထားခဲ့ပါတယ်။ Ben ဟာခလုတ်တစ်ချက်နှိမ့်ယုံနဲ့လူတိုင်းကိုတတ်နိုင်တယ်လို့ပြောနေတဲ့လူနဲ့အတူအဲဒီလေယာဉ်ပေါ်မှာ9နာရီကြာအောင်ထိုင်းနေခဲ့ရတာပါ။အခြားတားစာခံတွေကလေယာဉ်နောက်ခန်းမှာပုံနေပြီးပြန်ဖေးသမားနဲ့ဝေးနိုင်သမျှဝေးနေချိန်မှာ Ben ကတော့အခြားစကူတစ်ခုရှိနေခဲ့ပါတယ်။သူဟာပြန်ဖေးသမားစီလမ်းလျှောက်သွားပြီးလေယာဉ်အမှုထမ်းတယောက်ကိုစကားပြန်ခိုင်းကသူ့ကိုတားစာခံဖမ်းထားတဲ့လူကိုထပ်ဖောင်တွေ့ရလို့ရမလားလို့မေးခဲ့ပါတယ်။ပြောင်းဖေးသမားကသူ့ကိုကြည့်ပြီးပခုံးတွင်က OK လို့ပြန်ပြောခဲ့ပါတယ်။ဒါကြောင့် Ben ဟာသူ့ဘေးမှာရပ်ပြီးပြုံးကလေရင်မဲတယောက်ကိုဓာတ်ပုံရိုက်ခဲ့ပါတယ်။အဲ့ဒီဓာတ်ပုံထဲမှာတော့ဘုံတွေလို့ယူဆရတဲ့အချင်းအဆောင်ကိုအထင်အရှားမြင်နေရတာပေါ့။ပြီးတော့သူကအဲ့ဒီပုံကိုသူ့ငယ်ချင်းတွေစီပေးပို့ပြီးမင်းတို့သူငယ်ချင်းကတော့မနောက်ဘူးနော်တတိကိုတော့ကြည်ထားလိုက်လို့ message ပို့ခဲ့ပါတယ်။နောက်ဆုံးမှာတော့ပြန်ပေးသမားဟာလက်နက်ချခဲ့ပြီးအာနာပိုင်တွေကသူ့ရဲ့အင်ဂျီကိုစစ်ဆေးကြည့်တဲ့အခါမှာတော့တကယ့်ကိုအန်သောစရာကောင်းတာကိုတွေ့လိုက်ရပါတယ်။ဘုံဒီဟာအတူတွေပဲဖြစ်နေပါတယ်။ဒါဟာ Ben အနေနဲ့သူ့ကိုအချိန်မရွယ်တပ်ပစ်နိုင်တဲ့တော့တကယ်ယုံကြည်ထားတဲ့လူနဲ့ selfie ရိုက်ခဲ့တာပါ။ဒီကိစ္စတဲ့နောက်တရလာလို့မေးတဲ့အခါမှာတော့သူကဘာကိုမှပြောင်းလဲမှာမဟုတ်ဘူးလို့ပြန်ဖြေခဲ့ပါတယ်။